တလားကို9သိန်း6သိန်းနဲ့အထက်လစာရနိုင်တဲ့အလုပ်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်ထပ်ပြောပါမယ်တလားကို9သိန်း6သိန်းနဲ့အထက်လစာရတဲ့အလုပ်တစ်ခုကိုကျွန်တော်မိတ်ဆက်ပေးပါမယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုပေါ့နော်နှစ်တစ်မှာတကယ်အလုပ်လိုအပ်နေသူတွေအတွက် share ခြင်းအဖြစ်ပထမဦးဆုံးနှစ်တစ်ခုတို့ကိုယူဖို့တိုက်တွန်းပါရစေမင်္ဂလာပါကျွန်တော်တို့ beauty queen မှာဖြစ်ပါတယ်ကျွန်တော်တို့စီမှာအလုပ်တင်ဝန်ထမ်း2ဦးအမြန်ဦးဆုံးအလိုရှိပါတယ်အလုပ်တင်ဝန်ထမ်းဖြစ်တဲ့အတွက်ဘယ်လိုမျိုးတွေလိုအပ်လဲပေါ့နော်ကိုယ့်ဘက်ကဘယ်လိုမျိုးမှမလိုအပ်ပါဘူးဒီလက်တဲခြေတဲပညာရက်ဒီအမှုပညာရက်ကိုစိတ်ဝင်စားဖို့ပဲလိုအပ်ပါတယ်ကျောင်းကိစ္စကင်းရှင်းတဲ့သူဖြစ်ရပါမယ်ကိုကဒီပညာရက်ကိုတကယ်စိတ်ဝင်စားဖို့လည်းလိုအပ်ပါမယ်အဲ့တော့သူ့အနေနဲ့ဘာပညာမှတက်မြောက်ထားကြမလို့ပါဘူးလက်တဲခြေတဲပညာရဲ့အခြေခံတွေလည်းတက်မြောက်ထားကြမလို့ပါဘူးအကျိုးခံစား권တွေအနေနဲ့ဒီမင်မင်တို့ beauty ဘက်ကနေ beauty queen ဘက်ကနေပြီးတော့ဗောနော်လက်တဲပညာကိုအခြေခံမှစပြီးတက်မြောက်တဲ့ဒီအထိစနစ်တကျတင် जा ပေးမှာပဲဖြစ်ပါတယ်ကိုကတကယ်လို့ဒီရေရှည်လောက်ကင်ခဲ့မယ်ဆိုရင်လည်းbeauty queen ဘက်ကနေပြီးတော့spa နဲ့ပတ်သက်တဲ့ပညာရက်တွေ eyelash extension တွေeyelash lifting တွေeyebrow tattoo တွေကအစပညာတွေကိုလည်းဒီဘက်ကနေပြီးတော့ support ပေးသွားမှာလည်းဖြစ်ပါတယ်စကားမဆက်ပေါ့နော်ဒီပညာတွေနဲ့တကယ်အပြင်လက်တွေ့မှာအလုံးလုံးနေတဲ့လူတွေကိုပိုင်ဆိုင်ဖွင့်ပြီးအောင်မြင်နေတဲ့လူတွေလည်းမြောက်များစွာဆရာမရဲ့တပည့်လည်းမြောက်များစွာရှိရလို့စကားချက်ပြောချင်ပါတယ်နံပါတ်3အနေနဲ့ပေါ့နော်ဒီဆောနာပြောလိုမျိုးပဲကိုကကျွန်တော်တို့ဘက်ကနေပညာတွေတင် जा ပေးလို့ဒီပညာတက်မြောက်တာနဲ့အခြေခံလစာ3သိန်းအပြင် 10% ရက်မှန်ကြေး bonus စတဲ့အကျိုးခံစား권တွေကိုလည်းရရှိမှာဖြစ်ပါတယ်အဲ့ဒါပြင်လက်တဲပညာဆိုတာကလည်းလက်တဲစိုးတဲ့ယုံနဲ့မလုံလောက်ဘူးပေါ့နော် customer အတွေ့အကြုံတွေ customer နဲ့ပတ်သက်တဲ့ complaint တွေဘယ်လိုဖြေရှင်းတာတွေ customer service ပိုင်းတွေစတာတွေကိုလည်းဒီ beauty queen ဘက်ကနေပြီးတော့တဆင့်ချင်းစီဝန်ထမ်းတွေစီကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ပုံမှန်ဝန်ထမ်းလိုမျိုးတဘောမဟုတ်ပဲねပေါ့နော်ဒီအလုတ်လာလုပ်တဲ့သူလည်းအကျိုးရှိတယ်မင်မင်တို့ဘက်လည်းအကျိုးရှိအောင်အပြန်အလှန်တဘောမျိုးသွားတဲ့ system ဖြစ်ပါတယ်ဒါဆိုရင်ကိုကပညာရက်တစ်ခုခုနဲ့အသက်မွေးဝမ်းကြောင်းလည်းပြုကျင်တယ်ဒီပညာရှာနေတော့မှလစာလည်းကောင်းကောင်းရရမယ်အတွေ့အကြုံတွေလည်းရှိသွားရမယ်ပညာရက်တွေလည်းထပ်တိုးပြီးတက်သွားမယ်အဲ့လိုမျိုးအခွင့်အလမ်းရှာနေရဆိုလို့ရှိရင်မင်မင်တို့စီမှာအလုပ်တင်ဝန်ထမ်းခေါ်နေပါတယ်မင်မင်ရဲ့ဖုန်းနံပါတ်3999853339ကိုဆက်တွယ်ပြီးတော့အလုပ်လျှောက်ထားလို့ရပါတယ်အလုပ်လိုအပ်နေတွေအတွက်ဒီဗီဒီယိုကို share ခြင်းဖြင့်ကူညီလို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမကြခင်မှာပြန်ဆုံပါမယ်